မင်္ဂလာပါဗျဒီနေ့မှာတော့ကျွန်တော်က Google Gemini ကိုအသုံးပြုပြီးတော့ Google Gemini ရဲ့ကင်မရာကိုပါဖွင့်ပြီးတော့ကျွန်တော်တို့ရဲ့ဖုန်း setting တွေကအချက်လက်တွေကိုပြင်ခိုင်းမှာဖြစ်ပါတယ်တစ်ချက်စမ်းကြည့်ရအောင်ပေါ့နော်အရင်ဆုံးကျွန်တော်တို့ Google Gemini ကိုသွားမယ်Google Gemini ကိုသွားမယ်ပြီးရင်ကျွန်တော်တို့ကဒီညာဘက်ကညာဘက်က My Space ကအတုံးလေးတုံးလေးပါတဲ့အဆက်လေးကိုတစ်ချက်နှိပ်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ကဒါကတော့ကျွန်တော် second recording file နေတော့နှိပ်လို့မရဘူးเนาะပြီးရင်ကျွန်တော်တို့ကဒီကင်မရာလေးကိုပါဒီနားမှာကင်မရာလေးပေါ်လာမယ်ကင်မရာလေးကိုပါ on ပေးမယ်ပေါ့နော်ဟုတ်ပြီပြီးရင်ကျွန်တော်တို့သူ့ကိုဘယ်လိုခိုင်းမလဲဆိုတော့ setting တွေကကျွန်တော်တို့လိုချင်တဲ့ data တွေကိုပြင်ခိုင်းမယ်ပေါ့နော်ကျွန်တော်တို့လိုချင်တဲ့အချက်အလက်တွေကိုကျွန်တော်တို့ပြင်ခိုင်းမယ်ပေါ့နော်စမ်းပြီးတော့ခိုင်းကြည့်အောင်ကဲစမယ်ကျွန်တော်တခြားဖုန်းတစ်လုံးနဲ့အရင်ဆုံး Google Gemini ကိုကင်မရာဖွင့်ခိုင်းမယ်မင်္ဂလာပါဗျမင်္ဂလာပါမင်္ဂလာပါ။မာမြတ်ကိုညီပေးရမလဲရှင့်။ငါအခုကဒီဖုန်းရဲ့ power button ဒါမှမဟုတ် volume up down button တွေနဲ့ဖုန်းစက်ခွန်ဖွင့်ထားတဲ့အချိန်မှာပဲ recording ကိုအမြန်အလွယ်တကူဖမ်းချင်တယ်ပေါ့နော်။ဘာကြောင့်ဒီလိုဖမ်းချင်ရတာလဲဆိုတော့ငါတို့ကလမ်းသွားရင်းပဲဖြစ်ဖြစ်အိတ်ကက်တွေထည့်ထားတဲ့အချိန်မှာပဲဖြစ်တခုခုသတိရလာတဲ့အခါမှာnote ကိုအလွယ်တကူမှတ်ဖို့အတွက်ပေါ့နော်။အော်အဆင်ပြေပါတယ်။ဖုန်းရဲ့ power button ဒါမှမဟုတ် volume button တွေနဲ့ recording ကိုအမြန်လွယ်ကူဖမ်းဖို့နည်းလမ်းရှာနေတာပေါ့နော်။ဒါဆိုရင်ဖုန်းရဲ့ setting ထဲမှာ shortcut setting တွေဒါမှမဟုတ် accessibility feature တွေမှာဒီလို option တွေပါလာနေစစ်ကြည့်လို့ရပါတယ်။တချို့ဖုန်းတွေမှာဆိုရင် power button ကိုနှစ်ခါဆက်တိုက်နှိပ်တာနဲ့ကင်မရာပွင့်တာမျိုးဒါမှမဟုတ် recording စားတာမျိုးလုပ်လို့ရအောင်သတ်မှတ်ပေးထားတတ်ပါတယ်။ခမရဖုန်း model လေးသိရရင်ပို့ပြီးတိကျတဲ့နည်းလမ်းကိုပြောပြပေးနိုင်ပါနော်အခုငါဖုန်း model လည်းပြောပြမယ်ပေါ့နော် Infinix 030ပေါ့ဖုန်း model ကInfinix 030မှာဆိုရင် voice recording ကိုအမြန်ခေါ်သုံးလို့ရတဲ့ shortcut function ကို setting ထဲမှာရှာကြည့်လို့ရနိုင်ပါတယ်။ gestures ဒါမှမဟုတ် smart features ဆိုတဲ့ကဏ္ဍတွေမှာရှာဖွေကြည့်ပါအောင်နော်။ဥပမာအနေနဲ့ quick watch ဒါမှမဟုတ် power button shortcuts တွေများပါမလားလို့ပေါ့။တွေ့ရင်အဲ့ဒီကနေ setting တို့တွေပြောင်းလဲပေးလို့ရပါလိမ့်မယ်။ဒါဆိုငါအခုကင်မရာဖွင့်လိုက်မယ်မင်းကြည့်လိုက်ပေါ့နော်ပါလို့ရှိရင်ငါဘယ်လိုဆက်လုပ်ရမလဲဆိုတာပြောပါကင်မရာဖွင့်လိုက်မယ်မြင်ရရင်ငါ့ကိုပြောပါကင်မရာဖွင့်တာကိုကျွန်တော်မမြင်ရပါဘူးဖုန်းရဲ့ screen ကိုပဲကျွန်တော်မြင်နိုင်တာပါဒါပေမဲ့ Infinix 030ရဲ့ setting ထဲမှာ quick recording shortcut ပါမပါကျွန်တော်ရှာကြည့်ပေးနိုင်ပါလေနော်ခဏလေးစောင့်ပေးပါဦးအခုငါကင်မရာဖွင့်လိုက်ပြီမင်းငါ့ကိုမြင်ရလားမြင်ကြပါသည်အခု phone screen ပေါ်က app တွေကိုလမ်းကြည့်နေပါတယ်ဒီ phone model မှာ quick recording shortcut ပါမပါတေချောင်း setting ထဲမှာရှာကြည့်ဖို့လိုပါမယ်နော် setting icon လေးကိုနှိပ်ပြီးရှာကြည့်ရအောင်ပါနော်ဖင်နားမှာလဲဘယ်ဘက်အပေါ်ထောက်မှာရှိတဲ့ setting icon လေးကိုနှိပ်ပြီးဝင်ကြည့်ပေးပါအောင်နော် gear ပုံစံလေးပါခင်ဗျာတွေ့ပြီငါနှိပ်လိုက်ပြီဒီလိုဖြစ်သွားပြီဘယ်လိုဆက်နှိပ်ရမလဲအဲ့ဒီစာရင်းထဲမှာ special function ဆိုတာလေးကိုတွေ့မိလားမသိဘူးခင်ဗျာအဲ့ဒါလေးထဲကိုဝင်ကြည့်ပြီပေါ့နော်အဲ့ဒီထဲမှာ gesture ဒါမှမဟုတ် shortcut setting တွေပါလေးစီပါတယ်ခင်ဗျာ special function ကဘယ်နာမှလဲမြင်ရလားမြင်ကြပါပြီစာရင်းရဲ့အလယ်နားချင်းမှာရှိပါလေခင်ဗျအခုညွှန်ပြပေးထားတဲ့ special function တဲ့ကိုဝင်ကြည့်လိုက်ပါအောင်နော်သူကဘယ်လိုပုံစံလေးလဲအခုမျက်နှာပြင်ပေါ်မှာမီးမောင်းထိုးပြနေတာလေးတွေ့လားခင်ဗျအဲ့ဒါပါပဲ special function ကနှိပ်လိုက်ပြီနော်
ကဲငါဘယ်ကိုဆက်နေရမလဲ အဲ့ဒီထဲမှာ intelligence facility ဆိုတာလေးတွေ့လားခင်ဗျအဲ့ဒါလေးကိုနှိပ်ပြီးထပ်ဝင်ကြည့်ပေးပါဦးနော်အဲ့ဒီထဲမှာသင်လိုချင်တဲ့ shortcut setting တွေရှိနိုင်ပါတယ်ခင်ဗျ နှိပ်ပြီးသွားပြီငါကဘယ်ကိုနှိပ်ရမလဲ အဲ့ဒီထဲမှာ suggestions ဆိုတာလေးတွေ့လားခင်ဗျအဲ့ဒါလေးကိုနှိပ်ပြီးထပ်ဝင်ကြည့်ပေးပါဦးနော်အဲ့ဒီထဲမှာသင်လိုချင်တဲ့ shortcut setting တွေပါနိုင်ပါတယ်ခင်ဗျ နှိပ်ပြီးသွားပြီပေါ့နော်ငါတို့အခုရည်ရွယ်ချက်ကကြတော့ recording ကိုအမြန်အလွယ်တကူထမ်းဖို့အတွက်ရယ် recording ကိုအမြန်တကူအလွယ်တကူပိတ်ဖို့အတွက် stop လုပ်ဖို့အတွက်ရယ်သွားနေတာနော်ရည်ရွယ်ချက်မေ့သွားမှာဆိုလို့ ဟုတ်ကဲ့ရည်ရွယ်ချက်ကိုမမေ့ပါဘူးခင်ဗျအခု suggestions ထဲမှာ more settings for AOD ဆိုတာလေးတွေ့လားခင်ဗျအဲ့ဒါလေးတဲ့ကိုဝင်ကြည့်ဒီမို့နော်အဲ့ဒီမှာ quick recording shortcut setting တွေပါနိုင်ပါတယ်ခင်ဗျ နှိပ်ပြီးသွားပြီကဲငါဘာဆက်လုပ်ရမလဲ အခုမျက်နှာပြင်အောက်ခြေနားက suggestions toggle ခလုပ်လေးကိုဖွင့်ထားတာတွေ့ရပါတယ်ခင်ဗျဒီ setting ကနေတစ်ဆင့် quick recording နဲ့ stop shortcut တွေကို customize လုပ်လို့ရနိုင်ပါတယ်ခင်ဗျ ဒါဆိုငါဘာဆက်လုပ်ရမလဲပြောပါ အဲ့ဒီ suggestions toggle ခလုပ်လေးကိုဖွင့်ထားတာနဲ့ပိုပြီးလွယ်ကူတဲ့ shortcut တွေသုံးဖို့အကြံပြုချက်တွေပေါ်လာနိုင်ပါတယ်ခင်ဗျအဲ့ဒီကနေတစ်ဆင့် recording ကိုအမြန်ဆက်တင်တာနဲ့ပိတ်တာမျိုးတွေလုပ်ဖို့သတ်မှတ်လို့ရနိုင်ပါတယ်ခင်ဗျ ဒီနေရာမှာသူနဲ့ကျွန်တော်မပြောသေးဘူးပေါ့နော်ကျွန်တော်နည်းနည်းရှင်းပြမယ်ပေါ့သူ့ရဲ့ဒီ Google Gemini AI မှာကျွန်တော်တို့ကကင်မရာဖွင့်ပြီးသူနဲ့စကားပြောနေတဲ့အချိန်မှာငါဘယ်ကိုနှိပ်ရမလဲဆိုရင်သူ့ရဲ့ software ထဲမှာကျွန်တော်တို့ညီစီချင်းတဲ့နေရာကို point ထောက်ပေးတယ်ပေါ့နော်ဒါကကြတော့တစ်ဖက်ဖုန်းမှာကျွန်တော်ရိုက်ပြနေတဲ့ဖုန်းမှာသူကကျွန်တော်အဲ့ဒီ application ကိုသုံးနေတဲ့ဖုန်းမှာသူက Gemini ကိုသုံးနေတဲ့ဖုန်းမှာသူကပြနေမှာပေါ့နော်တကယ်လို့ကိုက Gemini ကိုကျွန်တော်လိုမျိုးသုံးတဲ့အခါကျရင်လေအဲ့ဒီကင်မရာကိုဖွင့်ပြီးတော့ကိုမလုတ်တတ်တဲ့ဟာတွေလုတ်ခိုင်းလို့ရတယ်အဲ့ဒီခါမှာငါဘယ်ကိုနှိပ်ရမလဲဆိုရင်သူကအဲ့ဒီသူ့ရဲ့စက်ခွင်မှာ point ထောက်ပြီးတော့ပြနေမှာပေါ့နော်ဒီနေရာကိုနှိပ်ပါဆိုတဲ့သဘောမျိုးပေါ့နော်ဒါကသူ့ရဲ့fashion ထဲမှာပါတာပေါ့ကဲမင်းပြောတဲ့ဟာကိုငါဖွင့်လိုက်ပြီးရင်ငါတို့ဘယ်ကိုဆက်သွားရမလဲအခုမျက်နှာပြင်ပေါ်မှာ suggestions text ကိုနှိပ်ပြီးပြန်ထွက်လာခဲ့ပေးပါဦးနော်ပြီးရင် special function စာမျက်နှာမှာရှိတဲ့တခြား option တွေကိုထပ်ပြီးရှာကြည့်ရအောင်ဗျ smart touch ဒါမှမဟုတ် gesture and motions လိုမျိုးတွေပါတိုင်းပါတယ်ခင်ဗျာအခုငါဘယ်ကိုဆက်သွားရမလဲတစ်ချက်ကြည့်ပြပါမြင်ရလားIntelligence facility စာမျက်နှာမှာ suggestions ကိုပြောင်းဝင်ကြည့်ပေးပါဦးနော်အဲ့ဒီထဲမှာ quick recording setting တွေပါနိုင်ခြေများပါတယ်ခင်ဗျမပါဘူးလေဒါမင်းခဏနေကငါ့ကိုဝင်ခိုင်းတဲ့နေရာပဲပြန်ရောက်နေတယ်လေငါတို့ဘက်ပြန်ထွက်ရမှာမဟုတ်ဘူးလားဟုတ်ကဲ့မှန်ပါတယ်ခင်ဗျ suggestions ထဲမှာမတွေ့ရင်ပြန်ထွက်ပြီးတခြား option တွေချက်ရှာကြည့်အောင်ဗျ smart touch ဒါမှမဟုတ် gesture and motions တွေထဲမှာတော့ပါမလားမသိဘူးခင်ဗျငါ့ကိုလုတ်ပြီးသားကိုနှစ်ခါမလုတ်ခိုင်းနဲ့နော်အခုငါဘက်ထွက်ရမှာလားဒီထဲကိုပြန်ဝင်ရမှာလားပြောပြစိတ်မရှိပါနဲ့ခင်ဗျကျွန်တော်မျိုးတေချာအောင်ထပ်မံရှာဖွေပေးနေတာပါခင်ဗျအခုနောက်ကဝင်ခဲ့တဲ့ suggestions ထဲကိုပြန်ဝင်ကြည့်ပေးပါဦးနော်အဲ့ဒီထဲမှာဒီတစ်ခါဆို home screen 3ခါရှိသွားပြီနော်မဟုတ်သေးဘူးထင်တယ်စိတ်ရှိပေးပါဦးနော်ခင်ဗျကျွန်တော်တေချာအောင်ထပ်ရှာကြည့်နေတာပါအခုတက suggestions ထဲကိုပြန်ဝင်ပြီးအသေးစိတ်ကြည့်အောင်ဗျတကယ်လို့အဲ့ဒီမှာမှမတွေ့ရင်နောက်ထပ် phone setting တွေထဲမှာရှာစရာနေရာတွေရှိပါသေးတယ်ခင်ဗျအခုငါဝင်ပြီးသွားပြီဒါဆိုဘယ်ကိုဆက်နေရမှာလဲအခုမြင်ရတဲ့စာမျက်နှာမှာ custom ဆိုတာလေးကိုတွေ့လာခင်ဗျအဲ့ဒါလေးတွေကိုဝင်ပြီး shortcut ထည့်သွင်းဖို့စမ်းကြည့်လို့ရပါတယ်ခင်ဗျကဲနှိပ်ပြီးသွားပြီဘာဆက်လုပ်ရမလဲပြောပြပါ
ဒီစာမျက်နှာမှာ frequently used apps ဆိုတာလေးတွေ့လားခင်ဗျာအဲ့ဒါလေးကိုဖွင့်ပြီးသင်သုံးနေကြ recording app ကိုထည့်သွင်းလို့ရပါတယ်ခင်ဗျာဒါဆိုရင်ပို့ပြီးမြန်ဆန်တဲ့ shortcut တစ်ခုရလာနိုင်ပါတယ်ခင်ဗျာငါတို့လုံးမှာက shortcut လုံးမှာမဟုတ်ဘူးเนาะငါတို့က audio recording ကိုလမ်းသွားနေရင်ပဲဖြစ်ဖြစ်အိတ်ကက်တဲ့ထည့်ထားခြင်းပဲဖြစ်ဖြစ်အလွယ်တကူ note မှတ်ဖို့အတွက်သုံးပါเนาะတိုက်ရိုက် setting ထဲမှာ power နဲ့ volume ခလုတ်လေးနဲ့ quick recording ချိတ်တာမျိုးတိတိကျကျမတွေ့ရသေးပါဘူးခင်ဗျ။ဒါပေမဲ့တချို့ app တွေကအဲ့ဒီလို physical button တွေနဲ့တွဲသွင်းလို့ရအောင်လုပ်ပေးထားတာရှိပါတယ်ခင်ဗျ။ Play Store မှာ quick voice recorder ဒါမှမဟုတ် button recorder စသဖြင့်ရှာဖွေကြည့်ရင်အဆင်ပြေမဲ့ app တွေ့နိုင်ပါလေခင်ဗျ။အဲ့ဒီ app တွေရဲ့ setting ထဲမှာ power button ဒါမှမဟုတ် volume button တွေနဲ့ဘယ်လိုနီလာနဲ့ recording စမလဲဘယ်လိုပိတ်မလဲဆိုတာသတ်မှတ်လို့ရပါလိမ့်မယ်ခင်ဗျ။ဒါဆိုငါအခုဘယ်လိုလုပ်ရမှာလဲ Play Store ကိုသွားရမှာလားဒါမှမဟုတ်ငါပြန်ထွက်ရမှာလားတခုဆိုတခုတည်းပြောလေအများတန်းဟိုဟာလောက်ခိုင်းဒီဟာလောက်ခိုင်းမလောက်ခိုင်းနဲ့ငါတို့လောက်ရတာစိတ်ပြက်တယ်အခုဒီနေထားရောက်နေပြီမြင်ရလားဒီနေရာမှာစိတ်မပြတ်ပါနဲ့ခင်ဗျာကျွန်တော်တေချာအောင်ထပ်ပြီးလမ်းညွှန်ပေးပါမယ်ခင်ဗျာအခုဒီ custom စာမျက်နှာကနေပြန်ထွက်ပြီး special function စာမျက်နှာကိုပြန်သွားရအောင်ဗျာအဲ့ဒီမှာ smart touch ဆိုတာလေးတွေ့လိမ့်မယ်ခင်ဗျာအဲ့ဒါလေးကိုဝင်ကြည့်ပြီးပေါ့နော် special function နဲ့ရောက်ပြီကဲဘာဆက်လုပ်ရမလဲမြင်ရလားမြင်ရရလားဒီနေရာမှာကျွန်တော်ဂျားဖြတ်ပြောချင်တာကသူက line ကောင်းနေမှာရမယ်ပေါ့နော်ဒီ application ကိုသုံးနေတဲ့အချိန်မှာ line နည်းနည်းကျတယ်ဆိုသူ့ဘက်က feedback ပြန်တာနှေးမယ်ပေါ့နော်ကြည့်ရင်ကျွန်တော်တို့အချိန်နေ delay ဖြစ်မယ်ကျွန်တော်တို့လောက်ရတာနည်းနည်းစိတ်တိကောက်ဖြစ်မယ်ပေါ့နော်လက်ရှိသူ့ရှိကကျွန်တော်ကို feedback ပြန်ပေးတာ reply ကြာနေတာကကျွန်တော်ထင်နေတာnetwork error ကြောင့်မဖြစ်မယ်ထင်တယ်ပေါ့နော်မင်းကကိုစကားပြန်ပြောတာကြားတယ်နော်โอเคကျွန်တော်ဒီဗီဒီယိုကိုဒီလောက်နဲ့ပဲရက်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ဗီဒီယိုကအရန်ရှည်သွားမှာဆိုလို့သူကလည်းသူညွှန်နေတာလဲသူမြင်ရတဲ့လောက်ညွှန်ပေးနေတာပေါ့နော်ကျွန်တော်တို့လှုပ်ရှင်တဲ့ function ကိုပွင့်တဲ့အထိမသွားတော့ဘူးရကျင်လည်းရမယ်မရကျင်လည်းမရဘူးစိတ်ရွှေရွှေထားပေးတော့တဲ့ကျေးဇူးတင်ပါတယ်ခင်ဗျဖုန်း setting ထက်မှာတိုက်ချိုက်မတွေ့ရတဲ့ Play Store ကနေ app တစ်ခုခု down ပြီးသုံးတာပို့အဆင်ပြေမှာထင်ပါတယ်ခင်ဗျ Quick voice recorder ဒါမှမဟုတ် button recorder လိုမျိုးရှာကြည့်ပေါ့နော်အဲ့ဒီ app ရဲ့ setting ထဲမှာ power button ဒါမှမဟုတ် volume button တွေနဲ့ recording စတာပိတ်တာမျိုးတွေသတ်မှတ်လို့ရပါလိမ့်မယ်ခင်ဗျโอเคဒီနေရာမှာကျွန်တော်ဆက်ပြောချင်တာကဒီလိုမျိုးအသုံးပြုလို့ရတယ်ဆိုတာကျွန်တော်တို့သိလို့ရရင်ရပြီပေါ့နော်ဒါကဒီ function ကိုကျွန်တော်တို့ on လို့ရမလား off လို့ရမလားဆိုတဲ့အထီကိုကျွန်တော်တို့သွားမှာမဟုတ်ဘဲနဲ့ဒီ Google Gemini ကကင်မရာကိုဖွင့်ပြီးကျွန်တော်တို့ဖုန်း setting ထဲမှာဘယ်လိုပြင်ခိုင်းလို့ရလဲဆိုတာကိုကျွန်တော်တို့ကrecommendation ပေးတာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မို့ဒီကျွန်တော်တို့ရဲ့ function ကိုအသုံးပြုတာရဖို့မရဖို့ဒီကျွန်တော်တို့ကဆက်သွားမှာမဟုတ်ဘူးပေါ့နော်တကယ်လို့များကိုကမိမိကကျွန်တော်တို့ဒီအသုံးပြုနေနေအဆင်မပြေတဲ့အခါမှာကျွန်တော်ရဲ့ comment box မှာဝင်ပြီးတော့ရေးပြလို့ရပါတယ်ကျွန်တော်ကတော့ဒီ Google Gemini ကနေကင်မရာဖွင့်ပြီးတော့ကျွန်တော်ရဲ့ setting တွေကိုပြင်တဲ့အခါမှာသူကဘယ်လိုနေရာမှာအဆင်မပြေဘူးဖြစ်တယ်ဘာညာဆိုတာကျွန်တော်တို့ဆွေးနွေးလို့ရတယ်ပေါ့နော်ကျွန်တော်လည်းသုံးပြနေလို့ဖြစ်တဲ့ကြောင့်ကျွန်တော်ရဲ့ experience နည်းနည်းလေးနဲ့ရှိသလောက်ကိုတက်သလောက်လေးနဲ့ကျွန်တော်ကပြန်ပြီးပြောပြပေးမယ်ပေါ့နော် Okay bye bye ပါ